ဒီမင်းကလေးဟာတန်မုံဆရာတော်ကနောက်ဆုံးလက်ခံခဲ့တဲ့တပည့်တစ်ဖြစ်ပါတယ်။ဒါပေမဲ့ဝူခုံကတော့အဲ့ဒီအတွက်လုံးဝမပြောနိုင်ခဲ့ပါဘူး။အဲ့ဒီဟာတရေတကောင်ဖြစ်နိုင်တယ်လို့သူတန်တရားဝင်နေလို့ပါ။သူမရဲ့အမှန်တရားကိုဖော်ထုတ်ဖို့ဝူခုံကတရေမြင်မှန်ကိုသူမရှိမှထောင်းလိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ထားသလိုပဲအဲ့ဒီကလုံးဝမကြောက်ပါဘူး။မှန်ထဲမှာလည်းထူးထူးခြားခြားဘာမှမပေါ်လာပါဘူး။ဝူခုံကမှန်ပြတ်သွားပြီထင်ပြီးကိုပြန်ချိန်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့အရာကြောင့်သူ့ယုံကြည်ချက်တွေအလုံးလှုပ်ခါသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတန်မုံဆရာတော်ကပြေးလာပြီးဝူခုံကိုဆူလိုက်ပါတယ်ဝူခုံကမလက်ခံနိုင်သေးလို့အဲ့ဒီရဲ့လက်မောင်းကိုဖြတ်ပြီးတွေးတဆက်နဲ့တက်တည်ပြခြင်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဘာမှမဖြစ်ပါဘူးဝူခုံရဲ့တန်တရားကတော့မပြောက်သေးပါဘူးအဲ့ဒီကြောင့်အဲ့ဒီကကို့အပြစ်မရှိကြောင်းတက်တည်ပြဖို့သူတို့ကိုရွာကိုပြန်ခေါ်သွားပါတယ်မိသားစုဝင်တွေကနှွေးထွေးစွာကြိုဆိုပေမဲ့ဝူခုံအတွက်တော့ကြည်ရတာပူပြီးမမှန်ဘူးလို့ခံစားလာရပါတယ်နောက်ဆုံးမှာသူတို့အားလုံးတရေတွေဆိုတာတေချာသွားပြီးဝူခုံကတိုက်ခိုက်ဖို့တောင်စတင်လိုက်ပါတယ်တန်မုံဆရာတော်ကအမြန်ဝင်သားပေမဲ့ဝူခုံရှင်းပြတာကိုတန်မုံကမယုံကြည်ခဲ့ပါဘူးတောင်ထက်ဆူပြီးရိုက်တောင်ရိုက်ခဲ့တဲ့စကားတွေကဝူခုံအတွက်တားနာလုံးခဲ့ပါတယ်အဲ့ဒီခိုက်တန်မှာဝူခုံရဲ့စိတ်ကအပြည့်အဝပျက်စီးသွားပြီးတန်မုံဆရာတော်ကိုနေရာတင်လှည့်ကြောပစ်သွားခဲ့ပါတယ်ဒါပေမဲ့တန်မုံနဲ့အဲ့ဒီတောင်ပေါ်မှာစကားပြောနေချိန်မှာဝူခုံကအခွင့်အရေးယူပြီးအဲ့ဒီရဲ့ရွာတရွာလုံးကိုတုတ်တင်လိုက်ပါတယ်တန်မုံပြန်ရောက်လာချိန်မှာတော့ရွာတရွာလုံးပျက်စီးဖြစ်နေခဲ့ပါပြီဝူခုံကအဲ့ဒီကိုတတ်ဖို့စက်ကြိုးစားနေသေးလို့တန်မုံကသူ့ကိုထိန်းချုပ်ဖို့မန်တန်ဖက်လိုက်ပါတယ်ဒါပေမဲ့ဝူခုံကသူ့ပါဇက်ကိုတိတ်ဆိတ်အောင်ပိတ်လိုက်ပြီးကိုခံစားထားရသမျှနာကျင်မှုနဲ့ဒေါသအလုံးကိုတန်မုံအပေါ်ထုတ်လွှတ်လိုက်ပါတယ်တန်မုံတည်တော့မဲ့အချိန်ခိုက်တန်မှာအဲ့ဒီကနောက်ဆုံးတော့မခံနိုင်တော့ပဲအမတ်တရားကိုဖော်ပြလိုက်ပါတယ်သူမဟာအမတ်တကယ်အဖြူရိုးရိုးတွေကနေဖွဲ့စည်းထားတဲ့တရေဖြစ်ပါတယ်အဲ့ဒါကြောင့်မဟာဝိဇ္ဇာပစ္စည်းတွေကသူမအပေါ်အကျိုးမရှိခဲ့တာပါရွာတရွာလုံးလည်းသူမဖန်တီးထားတဲ့အယောင်ဆောင်ပဲဖြစ်ခဲ့ပါတယ်ဒူးထောက်တောင်းပန်ပေမဲ့ဝူခုံကလုံးဝမလွတ်ပေးဖို့ဆုံးဖြတ်ပြီးသူ့အမှန်တရားပုံစံကိုဖော်ထုတ်ကာတန်မုံကိုစုပ်ကင်ပြီးတခါတည်းမျိုးချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအရာအလုံးရဲ့နောက်ွယ်ကအကြံစီရှင်မေမကာကိတ်ကပေါ်လာခဲ့ပါတယ်အဲ့ဒီကိုတုံးပြီးဝူခုံနဲ့တန်မုံကြားချစ်ယုံကြည်မှုကိုဖျက်ဆီးဖို့အရာအလုံးကိုသူမစီမံထားတာပါဒါပေမဲ့ဝူခုံကတော့လုံးဝမလှုပ်ရှားပါဘူးကိတ်ကကိုနိုင်ပြီလို့ထင်ချိန်မှာဝူခုံကတန်မုံကိုပြန်ထုတ်လိုက်ပါတယ်အမှန်တရားကတော့ဝူခုံနဲ့တန်မုံတို့ဟာအစကတည်းကအလုံးကိုမြင်ပြီးသားဖြစ်ပြီးကိတ်ကိုပေါ်ထွက်လာအောင်လက်ကွက်တစ်ခုဆင်ထားခဲ့ကြတာပါပဲ